သတိထားရမယ့်တရုတ်ရဲ့ကျွေးမိထောင်ချောက်ဆိုတဲ့သတင်းကိုဖတ်ပြပေးကြပါရရှင်။မြန်မာနိုင်ငံအပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံ85နိုင်ငံဟာယခုနှစ်2025ခုနှစ်အတွက်တရုတ်ကိုကျွေးမိပြန်ဆက်ဖို့တမိုင်းမှာစံချိန်တင်အများဆုံးပမာဏဖြစ်တဲ့ဒေါ်လာ22ဘီလီယံပမာဏအထိရှိနေပါတယ်။တရုတ်အနေနဲ့ဆင်းရဲတဲ့နိုင်ငံတွေအပါအဝင်ကမ္ဘာနိုင်ငံအများစုစီကနေယခုနှစ်အတွက်ကျွေး35ဘီလီယံဒေါ်လာအထိပြန်ရဖို့ရှိနေပါတယ်။တရုတ်ဟာခေတ်သစ်ပိုလန်မှစီမံကိန်းကိုအကောင့်ထဲဖော်ဖို့အတွက်2013ခုနှစ်ကစပြီးအာဖရိကအာရှနဲ့လက်တင်အမေရိကတခြားကနိုင်ငံတွေကိုစိတ်ကမ်းတွေလမ်းတွေနဲ့ရထားလမ်းတွေတိစောက်ဖို့ဒေါ်လာဘီလီယံပေါင်းများစွာထုတ်ချေခဲ့ပါတယ်။လက်ရှိအချိန်မှာတော့အဲ့ဒီအကျွေးတွေကြောင့်အဆိုပါဒေသကနိုင်ငံပေါင်းများစွာရဲ့ကျန်းမာရေးနဲ့ပညာရေးအသုံးစရိတ်အထိပါချိန်ချမှုတွေရှိလာနေပါတယ်။အာရှရဲ့နိုင်ငံတစ်ခုဖြစ်တဲ့သီရိလင်္ကာနိုင်ငံကတော့ကျွေးမိပြန်မဆက်နိုင်တဲ့အတွက်တရုတ်ကိုသူတို့နိုင်ငံရဲ့တဟန်ပန်တိုတာစိတ်ကန်းအား69နှစ်စာသဘောတူစာချုပ်နဲ့ငှားရမ်းပေးခဲ့ရပါတယ်။အာဖရိကနိုင်ငံတွေဆိုရင်တရုတ်အပေါ်မှာတင်နေတဲ့အကျွေးဟာအနောက်နိုင်ငံတွေအပေါ်မှာတင်နေတဲ့အကျွေးထက်3ဆပိုများတယ်လို့ဆိုပါတယ်။နိုင်ငံတကာအနေနဲ့တရုတ်ဟာသူ့ကျွေးမိတင်နေတဲ့နိုင်ငံတွေအပေါ်နိုင်ငံရေးဩဇာလွှမ်းမိုးမှုတွေလုပ်နေသလိုတယံဇာတအရင်အမြစ်တွေကိုလည်းဒီကျွေးမိတွေကပဲပြန်ယူနေတယ်လို့ဆွဆွဲထားပြီးတရုတ်အကျွေးဟာထောင်ချောက်တစ်ခုလို့ဆိုပေမဲ့တရုတ်ဘက်ကတော့သူ့အနေနဲ့ဒီငွေကြေးကိစ္စကဥပဒေနဲ့အညီပူးပေါင်းဆောင်ရွက်ချင်တာဖြစ်တယ်လို့ပြန်လည်ပြောဆိုထားပါတယ်ရှင်။ထိုင်းရဲတပ်ဖွဲ့ကတီးပြူပြထမ်းလိုက်တဲ့ရင်စီကန်အသစ်ဟာမနက်ဖြန်ဇွန်လ1ရက်နေ့မှာစတင်အသက်ဝင်မှာဖြစ်ပါတယ်။အဆိုပါရင်စီကန်အသစ်အရဆိုင်ကယ်မောင်းနှင်သူနဲ့လိုက်ပါလာတဲ့ခီးတဲ့2ဦးစလုံးဟာဆိုင်ကယ်အုပ်ထုံမဖြစ်မနေစောင့်ကြရတော့မှာဖြစ်ပါတယ်။အဆိုပါ2ဦးတွေကတအူမဆောင်ထားရင်ဒဏ်ငွေဘတ်2000ဆောင်ရမှာဖြစ်ပြီး2ဦးစလုံးဆောင်မထားရင်တော့ဒဏ်ငွေ2ဆဘတ်4000ပေးဆောင်ရမယ်လို့ဆိုပါတယ်။ရင်စီကန်အသေးအရပြည်သူတွေလုံခြုံမှုရှိစေရအတွက်တနိုင်ငံလုံးအတိုင်းအတာနဲ့ရင်မတော်တဆအဖြစ်များတဲ့နေရာတွေရင်အသွားလာများတဲ့နေရာတွေနဲ့ကြောင်အနီးဝန်းကျင်နေရာတွေကိုအဓိကထားပြီးစောင့်ကြည့်သွားမှာဖြစ်တယ်လို့ထိုင်းသတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။